ငယ်ချင်းတို့ဟေးလိုက်ဘာလဲတဲ့အဲ့တော့ဘူချိုเจ้าတော့လို့ကရတယ်ကွာဟာဘယ်ဖြစ်မလို့မင်းဇက်ကမင်းဦးလေးဇက်စီကသိသွားလို့ရှင်တို့ပြက်လာရှာမဟုတ်လားစွမ်းလာပြီးဇက်ကနေတော့ကွာမင်းမူဆိုတော့ဇက်စီကကိုရှိုးလေးကစီကန်းကြီးတယ်ဟုတ်တယ်ကြောက်မင်းဦးလေးအောင်ကြောက်တယ်ငါကလည်းမရှိတော့ဘူးကွာဟာကလည်းမရှိလဲမင်းတင်မိကဘောကွာမင်းကလေတို့ပြက်လာတက်ကုန်မှာဟိုငါမကတတ်တော့ကွာဟောတို့မကတတ်သေးဘူးငါပြောမယ်ဟောဘူချိုเจ้าတော့လို့လေအေးချုံမိုင်းဆိုတဲ့ချင်းလေးနဲ့ကအောင်ပါဟာပြက်လာပဲဘယ်လိုလုပ်မလို့ဘယ်လိုလုပ်မလို့ဘယ်လိုလုပ်မလဲတော့ဖြစ်ပါမလားမင်းဟာပါကွာမင်းဦးလေးငါရှောက်ဟာလုပ်ကြငါကမလို့ဘူချိုเจ้าတော့လို့ချုံမိုင်းမဲနဲ့ကမလို့ဟာဒိဗ်ပြန်ဖြစ်တယ်ဘယ်နဲ့ချုံမမကတယ်ရွယ်လားကွာမင်းကိုမင်းဦးလေးပါမာထားတယ်အမှုပညာကိုလုပ်မဆိုလေးလေးဆက်ဆက်လုပ်လို့ပြောထားတယ်မလားကိုကတဲ့ရှိတဲ့ကကိုကဘာဖြစ်လို့တားမှကကြမရှိတော့ဘူးဟာကားပြန်မရှိတယ်လေမင်းဆရာနိုင်မင်းရှိတယ်မလားဆရာနိုင်မင်းဆိုမင်းအကတွေဆက်တဲ့ဘောကွာတက်ချင်တော့ဥသာပြင်းတယ်ချုံမိုင်းမိုင်းနဲ့ပဲကကြဟာမင်းချုံမမိုင်ကရင်တို့လူကြီးတွေပြဿနာတက်လိမ့်မယ်အဲ့တော့တာဝန်ယူရယ်မင်းဦးလေးကအမှုပညာမလောက်မြန်လို့ဆိုမင်းသိတယ်နော်တို့တွေရှင်းနေပါရဲ့နဲ့မင်းထင်တာလုပ်နေတို့တွေမပြောလားမဆိုလားဆိုတို့ကိုပြဿနာရှာလိုက်ရင်နော်မင်းတောင်းဝင်နော်တို့တောင်းဝင်မှုလေးလေးဆိုသိရိုက်မှာဗျအဲ့ဒါအဲ့ဒါပြောတော့ဗောမရိုက်ပါဘူးသားတာဝန်ယူရယ်အဲ့ဒါဝင်ယူလားဒါဆိုရင်လည်းမင်းတို့တော့ဒုနဲ့မှမစီလေးရတဲ့အိုမဆိုင်ရတယ်မင်းပြဿနာမင်းရှိလိုက်ကြပါကောင်းတာနေမင်းတောင်းဝင်နေနော်ယူတယ်ငါတောင်းဝင်ပြီမင်းတောင်းဝင်ကအဲ့ဒါလိုက်ကမယ်နော်ချုံမိုင်းမိုင်းလေးနဲ့ကအေးစားနေပါအေးကြတယ်နော်အေးကြနော်ဟုတ်တယ်ကမယ်အဲ့ဒါကမယ်လို့小风拉呢，小风咪呢，秋麦麦，秋麦麦，马嘎达嘞嘎咩，阿嘎达嘞嘎咩，秋麦麦，秋麦麦。ဟိုတော့ငငယ်တော့လေဒီလိုနှာခေါင်းလေးတွေထိုးပြီးတော့ကတာလေကွာ ဟောအေးငါမေးနေတာ ဒီလိုအခိုက်ကြတယ်နောက်ကြဝိုင်းတက်တယ်လေဆိုတော့အကအေးအဲ့ဒါကြတယ်ဟုတ်တယ်အဲ့ဒါလေးကအဲ့ဒါကမယ်ငါအေးကမယ်နော်ကမယ်摇动拉呢，摇动咪呢，秋麦麦，秋麦麦，阿嘎达嘞嘎咩，阿嘎达嘞嘎咩，秋麦麦，秋麦麦。စွမ်းစံကမြ အင်းဘာလို့ တာက ဘာကွာကမင်းကဘာက ချုံမိုင်းမိုင်း ချုံမိုင်မိုင် ဟုတ်ကဲ့အဲ့ချုံမိုင်မိုင်ကအမှုပညာလားကွာဟမ်မင်းကငါသင်ပေးရတာနိုင်ငံကျော်ဆရာပေါင်းမြောက်များစွာနဲ့တကယ်တက်ကျွမ်းတဲ့ဆရာကြီးနဲ့မင်းကငါသင်ထားတာဒီချုံမိုင်မိုင်ကိုသင်ထားတာဟမ်ဟဲ့ဆောင်းကားတာမင်းငါ့ကိုဆောင်းကားရုံနဲ့မပေးသက်ကိုပါဆောင်းကားတာ ဟုတ်ပါဘူး ပေးသက်ကြီးကကျွန်တော်အားနာပါကျွန်တော်သားဒီအမှုပညာကိုတက်ကျွမ်းစေခြင်းလို့ဆရာပေါင်းကုန်နဲ့သင်ထားတာကျွန်တော်ကိုယ်တည်းမဟုတ်ပေးသက်ကိုပါဆော်ကားတာမင်းပေးသက်ကိုပါပေးသက်ကိုဆော်ကားလိုက်ဟမ် တာကမှကတဲ့တော့ ဟမ် တာကတဲ့တော့ မင်းကိုသင်ထားတဲ့ပညာတွေဘယ်ရောက်မလို့ကျုံးကတ်အောင်က မင်းကိုမီး မင်းလို့မရဘူးကတ်တတ်အောင်ကအဲ့ကကလေနေပါဦးနေပါဦးလာပါဦးဗျာဟမ်ဒီကောင်ဒီလိုကနေရမင်းတို့ကြည့်နေဟလားဟမ်ကြည့်နေဟလားဟမ် ကျွန်တော်တို့ပြောတော့ပြောတာပဲဒါပေမဲ့ तू ဟိုမပြောက်ဘူးအပြည့်ပြေကောင်းမယ်ဆိုပြီးတော့ကတာအပြည့်ပြေကမင်းလက်ခံမလားကွာမင်းဇာတ်ထဲမှာမင်းအကြည့်ဆုံး ဟောဟမ်ဟဲ့ဟော မင်းအသက်ကြီးဆုံး ဟုတ်ကဲ့ ဇတ်တလည်းမင်းအကြီးဆုံးဟမ်မင်းကငါယုံသားလို့ငါသားသမီးအပ်ထားမင်းတို့ပြောက်ပေးတဲ့အထူးပဲ ကျွန်တော်တို့ဘာမှမပြောပြောတော့ပြောတာပဲ तू က तू ဟောတယ် तू ကတာ ဟာမဟဲ့ဆွေသေးမင်းဟမ်မင်းတူဒီလိုလုပ်နေမင်းကြည့်နေဟလားဟမ်မင်းတို့အမှုပညာဘာအမှုပညာမင်းအထားရဘာရော အဲ့လိုတော့မပုတ်ခတ်ပါနဲ့ဇက်ဆရာကျွန်တော်တို့ရောဒီတိုင်းနေမလားဗျလူကြီးတွေပဲကျွန်တော်လည်း
သတိပေးပါမင်းဦးလေးအမှုပညာကိုမြန်လို့တယ်မင်းအဲ့လိုထင်းသလိုပိုးပေါက်ကရလျှောက်လိုက်နေမင်းဦးလေးသိရင်မလွယ်ဘူးမပြောလို့ပြောလို့မေးကြည့်ပါကျွန်တော်တို့အတန်တန်တားနေတဲ့ကြားတဲ့သူ့လေးကိစ္စသူတောင်းဝင်ယူရဆိုပြီးကလာတာ တားရင်လုံးမလားကွာမင်းတို့ငါအပ်ထားတာငါ့ကိုကြောက်သလိုမင်းတို့လည်းလေးစားရမယ်လေတားရင်လုံးမလားမင်းတို့မြောက်ဘက်တော့လုံးတော့တာပေါ့လိုချင်ပေါ်တော့ကွာ မြောက်ပေးတယ် မင်းတို့မျက်နှာတွေကွာအဲ့ဟောသွားမလိုချင်ဘူးသွားစားနေဆွမ်းစားနေ ခင်ဗျာ ပြန်ကဒီမျက်နှာတွေမလို့ပြန်က